ပြင်တစ်ခါထွက်မယ်ဆိုလို့ရှင်လေနော်ခလေးကြီးကြမှာလဲကြောက်တယ်ငိုမှာလဲကြောက်တယ်ပူအိုက်ပြီးတော့ဟိုရားဒီရားဟိုကုတ်ဒီကုတ်အဲ့လိုဖြစ်မှာလဲကြောက်တယ်နော်အင်ဂျီကလည်းလလလေးစင်ပေးခြင်းနဲ့နော်အဲ့ဒါမေမေတွေကဒုက္ခတစ်ခုအဲ့လိုမျိုးတွေဖြစ်နေရဲဆိုလို့ရှင်လေဖြူရလေပဲဒီဟာလေးဒါမျိုးအသားအေးလေးတသားကိုအရန်စစ်နေအပြင်သွားတဲ့ခါကျလို့ရှင်အရန်အလှကြီးတွေကြက်ကြက်ထထုတ်ကြီးတွေမစင်ဘူးနော်အဲ့လိုကြက်ကြက်ထထုတ်ကြီးတွေကသူတို့စိတ်ရှုပ်စေရရားစေရပို့ပြီးတော့ငိုစေရအဲ့လိုမျိုးပေါ့နော်ပို့ပြီးတော့စိတ်ကောက်စေရအဲ့လိုမျိုးဖြစ်စေပြလေဒါမျိုးအသားအေးအေးလေးတွေပေါ်ပေါ်ရရတွေအဲ့မျိုးပိုးစင်တာပုံများတယ်ဝါသားလေးရေခဲသားလေးတွေဒီပြကော့တွန်တို့ခြိသားစစ်စစ်တွေအဲ့လိုမျိုးစင်တာပုံများတယ်ဒါလေးဆိုလို့ရှင်လေတစုံမှ1,200ပဲရှိရရေခဲသားစစ်စစ်အေးမြညာပဲခလီလေးရဲ့အသားပေါ်တင်လိုက်တဲ့လုံးဝအေးဆက်လုံးဝအငိုတိတ်သွားစေမယ်ကွာသိလားလုံးဝအငိုအောင်တိတ်သွားစေမယ်ဒီမှာအစင်လေးအရန်လာရယ်နော်ဒါလေးဆိုလို့ရှင်မိမိလေးကိုသူကလေအနုရလေးကို2အောင်ဆက်တာအရန်လာရယ်ဒီမှာအီတုံတောင်မှဒီလိုမျိုးခါလာအဲ့လိုအီတုံမျိုးအေးမြညာသိလားဒီမှာဒီတစ်စင်ပါမယ်ပြီးရင်ဒီမှာဒီတစ်စင်လေးလဲပါမယ်သူက size ကကြတော့80 90 100ဆိုပြီးတော့လာတယ်တစ်နှစ်ကနေပြီးတော့3နှစ်ခလေးသေးရဆိုလို့ရှင်4နှစ်လောက်ထိဦးလို့ရပါတယ်ဒီအယောင်လေးဆိုလေမိမိတွေအရန်ကြိုက်ကြတာသိလားဒီခဲရောင်လေးဆိုလေမိမိတွေအရန်ကြိုက်ကြတာဒီအယောင်လေးဆိုလေအနုရလေးကတတော်မီမီရောအရန်ချစ်စရာကောင်းနေမဲ့ပုံစံလေးကွယ်နော်တစုံကမှ1,900နဲ့200ပဲရှိပါရဲ့ရှင်